ချိန်မှာကော့ကရိတ်မြောက်ပိုင်းမှာနေတဲ့အချိန်မှာဩစတြေးလျမမိုးကကျွန်တော်တို့ကိုထောက်ပတ်ပါတယ်ထောက်ပတ်နေဆိုတာလည်းမြန်မာငွေ3 သိန်း2 သိန်းထောက်ပတ်တာပါဟိုလို10 ချီမဟုတ်ပါဘူးသူကထောက်ပတ်ပြီးတော့မှကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတောင်းပါတယ်ကျွန်တော်လည်းပေးလိုက်ပါတယ်ပေးပြီးတဲ့နောက်မှာတော့ကျွန်တော်က तू ကနေဘက်ကျွန်တော်ကညဘက်ဒီလိုအခြေအနေတွေကျွန်တော်ကိုဖုန်းဆက်ပြီးတော့မှမအောင်ချစ်တယ်ဟိုအစင်သစ်ပြင်ထားတယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်ကိုချစ်တယ်ကြိုက်တယ်ကျွန်တော်ကိုကျွန်တော်ပြောတာကျွန်တော်ကိုမောင်းနေပါတွေမခေါ်ပါနဲ့ကျွန်တော်အဲ့လိုမျိုးတွေမပြောပါနဲ့ကျွန်တော်ပြောတဲ့အချိန်မှာမရဘူးကျွန်တော်ကိုမောင်းတဲတုံးချစ်တယ်ဘာညာအဲ့တုန်းကလည်းဖုန်းလိုင်းနေမိတယ်ဗျာကျွန်တော်နဲ့ဖိုးကျော်တက်နဲ့လက်ချီပွဲလုပ်တဲ့အချိန်မှာတော့မှလက်ချီပွဲလုပ်နေလို့ဖုန်းမကင်တာကိုဖုန်းတွေတကွမ်ကွမ်ခေါ်ပြီးတော့မှကျွန်တော်ပါတော့ကျွန်တော်ကိုပြောတယ်ဘသူလဲမင်းကိုမင်းကလေးတယောက်ဖုန်းခေါ်နေတာနင်းစော်ရပြီလားဘလို့လဲကိုစွဲမိမမယူနဲ့အောင်တော့မိမယူရင်တော်လန်ရေးကိုဖျောက်လို့မရဘူးဘာညာမဟုတ်ဘူးကျွန်တော်ထောက်ဖို့တယောက်ပဲဖုန်းခေါ်နေတာဘာညာအဲ့လိုမျိုးပြောဖြစ်တဲ့အဆင့်တီကိုဖုန်းခေါ်ပြီးတော့ကျွန်တော်ဒါဟိုဘယ်လိုပြောရမလဲကျွန်တော်ပြောတယ်ဗျာဒီလားအများအဲ့ထက်နဲ့ဆိုင်တာတွေပြောတယ်ဗျာပြောတော့ကျွန်တော်ကစိတ်ညစ်လာတယ်အေးတွေလည်းကျွန်တော်တော်တော်ပြက်လာတယ်ညဘက်တွေဖုန်းခေါ်တော့အဲ့ဒါနဲ့ကျွန်တော်ဘန်နာကြီးအဖွဲ့နဲ့တိုင်ပင်ပြီးမနှုတ်ရေးလို့ဒီရန်ပုံငွေကတော့ကျွန်တော်တို့မယူမကောင်းတော့မယ်ကျွန်တော်လည်းအေးပြက်လည်းမခံနိုင်တော့ဘူးကျွန်တော်လည်းတော်တော်လေးကိုပင်ပန်းလာတဲ့အတွက်ကြောင့်မို့သူ့ကိုဘလော့ပြရစီလို့ကျွန်တော်ပြောပြီးတော့ကျွန်တော်ဘလော့လိုက်တယ်အဲ့ဒီကနေသူနဲ့ကျွန်တော်နဲ့အကန့်ပြက်သွားတယ်အဲ့ဒါပြီးတော့ကျွန်တော်ကိုတောက်လျှောက်ပေါ့လို့ပဲစားတွေပြောပြီးတော့မှတိုက်ခိုက်တော့တာပဲအဲ့ဒီဖြစ်ကြောင်းကုံစင်ကိုကျွန်တော်လည်းတိုက်ပွဲမကြသေးလို့ကျွန်တော်ရဲ့ဘန်နာရေးရောစင်းစစ်ကိုတိုက်ပွဲမကြသေးပါဘူးသူတို့လည်းသက်သေအများကြီးရှိပါတယ်ကျွန်တော်ဒီလိုမျိုးပြောခံရတယ်ပေါ့နော်ဟာလေည2 နာရီ3 နာရီအကောင်မှမမိုး2 နာရီ3 နာရီအမှမရေငယ်တဲ့နဲ့မူးယူပြီးတော့မှဖုန်းခေါ်တာလေအဲ့ဒါကတော့ကျွန်တော်ဒီလိုမျိုးကျွန်တော်လောက်ခံရပါတယ်